ဂျပန်ဝါဆာဘီအမြင့်ရဲ့အစီအနှစ်အစွမ်းဝက်ချန်ဖြစ်စေတဲ့ဘက်တီးရီးယားတွေကိုကူညီတိုက်ဖြတ်ပေးလို့လင်းလက်တောက်ပပြီးဝက်ချန်ကင်းတဲ့အသားရည်ကိုရရှိစေပါတယ်ဂါနီယာမန်အကနို5ဝါဆာဘီဖုန်းဒီနေရာဟာမြို့တွေကလမ်းဘေးဈေးတွေအတွက်တီးတန့်ပြင်ဆင်လိုက်တဲ့ညဈေးနေရာဖြစ်ပါတယ်။နိုဝင်ဘာ23ရက်ညနေပိုင်းမှာစတင်ဖွင့်လှစ်လိုက်တဲ့ညဈေးနေရာတွေမှာဈေးထွက်ဖို့ပြင်ဆင်နေကြတဲ့ဈေးတွေဖြစ်ပါတယ်။ခုဖွင့်လှစ်လိုက်တဲ့ညဈေးတန်းကကန်နာလန်တလျှောက်မဟာဗန္ဓုလပန်းချံလန်းနဲ့ဗန်လန်းနေရာတွေမှာဖြစ်ပါတယ်။စုစုပေါင်းလမ်းဘေးဈေးတွေ1600ကျော်ကိုပထမဦးစားပေးအနေနဲ့နေရာချထားလိုက်တာပါ။လမ်းဘေးဈေးတွေကိုစီးကံရှိရှိရောင်းချနိုင်ဖို့မြို့ရင်းလေးမြို့နယ်ဖြစ်တဲ့ပပဲတန်းကြောက်တရာလာတာနဲ့လမ်းမတော်မြို့နယ်တွေကမှတ်ပုံတင်ရထားတဲ့လမ်းဘေးဈေးတွေ6000ကျော်တွေကတစ်သီးနဲ့စားသောက်ဆိုင်တွေကိုဦးစားပေးချထားလိုက်တာဖြစ်ပါတယ်။အခုလိုညဈေးဖွင့်လှစ်လိုက်တာဟာကားတွေကျက်နေတဲ့နေရာနဲ့ပလက်ဖောင်းတွေမှာလမ်းလျှောက်ဖို့အခက်အခဲဖြစ်နေတဲ့အခြေအနေတွေကိုဖြည့်ရှင်းဆောင်ရွက်ဖို့အတွက်ပထမဆုံးဖြည့်ရှင်းခဲ့တာပါလို့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကအခုလိုပြောပါတယ်ဒီနေရာဟာကျွန်တော်တို့ရန်ကုန်မှာလူဒန်းစားအလွှာအတီးတီးလာရောက်ပြီးအပန်းဖြေနိုင်တဲ့ညဈေးတန်းများကျွန်တော်တို့ဖြစ်စေချင်ပါတယ်ကျွန်တော်တို့ရန်ကုန်မြို့လယ်ကောင်မှာကားတွေကျက်နေတဲ့နေရာပလက်ဖောင်းတွေပေါ်မှာလမ်းလျှောက်ဖို့အခက်အခဲဖြစ်နေတဲ့အခြေအနေတွေကိုဖြည့်ရှင်းဆောင်ရွက်ဖို့အတွက်ပထမဦးဆုံးဒါကျွန်တော်တို့ဖြည့်ရှင်းလိုက်ခြင်းပဲဖြစ်ပါတယ်လမ်းမဘေးမှာဈေးရောက်နေတဲ့သူတွေဟာပလက်ဖောင်းပေါ်မှာလမ်းလျှောက်နေတဲ့သူတွေအတွက်အနှောက်အယှက်ဖြစ်စေပါတယ်ဒါကြောင့်မို့သူတို့ကိုစနစ်တကျနေရာချထားပေးခြင်းအပြင်ရန်ကုန်မြို့မှာနေထိုင်နေတဲ့မြို့သူမြို့သားတွေအားလုံးဟာပလက်ဖောင်းပေါ်မှာလွတ်လွတ်လပ်လပ်လမ်းလျှောက်ခွင့်ရသွားမှာဖြစ်ပါတယ်ပြောင်းရွှေ့နေရာချထားခံရတဲ့ဈေးတွေကနေရာစီစဉ်ပေးမှုပေါ်ဝေဖန်မှုတွေလည်းရှိနေပါတယ်။သိကျင်တဲ့မှုမရှိပါဘူး။ဘာဖြစ်လို့သိကျင်တဲ့မှုမရှိဘူးဆိုတော့ကျွန်တော်တို့ကဒီနေရာမှာပဲအများသားရောင်းစားနေတာ။ကျွန်တော်တို့ရထားတဲ့နေရာကဈေးလုံးဝရောင်းလို့မရတဲ့နေရာဖြစ်ပါတယ်။ဈေးလုံးဝနေရာရောင်းလို့မရတဲ့နေရာဖြစ်တယ်လို့နောက်တစ်ခုကလေးတွေလည်းပေးထားတဲ့နေရာဆိုတော့ကျွန်တော်တို့လက်တစ်ခါလည်းပဲ8ပေရှိတယ်။လက်တစ်လည်းပဲ8ပေလေးတွေပေးထားတဲ့နေရာတော့ဘလုံးမကိုရောင်းလို့မရဘူး။ရောင်းလို့မရတဲ့တော့နောက်ပြီးတော့အဲ့ဒီနေရာလူတွေကလည်းကျွန်တော်ရထားတဲ့နေရာဆိုကောင်းပါတယ်။ဒါပေမဲ့အဲ့ကျွန်တော်တို့ပဲရောင်းနေတဲ့လူရှိတယ်။အဲ့လူတွေကကျွန်တော်အဲ့ဒီကနေမဖယ်ပေးဘူး။မဖယ်ပေးတဲ့အတွက်ကျွန်တော်တို့အဲ့ဒီသွားပြီးရောင်းလို့မရဘူး။မရတဲ့ကိုယ့်နေရာမှာပဲကိုရောင်းကျင်တဲ့ဆန္ဒရှိတယ်ကိုနေရာမဟုတ်တဲ့အတွက်ပဲသူများနေရာလည်းသွားမြောက်နေကိုနေရာပဲကိုရောင်းစေချင်တယ်ဒီလမ်းမှာနေရာချပေးခြင်းနဲ့ဒီလမ်းမှာနေရာချပေးဒီနေရာလေးပဲဒီဘာလန်မျိုးတော့ခမအရှိမဟာဗန္ဓုလပန်းညံဘေးနားမှာပဲရောင်းစေချင်တယ်ရောင်းမွေးတဲ့ခြေစင်မှာတော့ကိုကျင်းနှမှုမရှိဘူးပေါ့နော်ကိုနေရာမှာပဲကိုတသက်ရရနဲ့အချိန်လေးနဲ့ရောင်းရင်အန်ဒီတို့ရောင်းတဲ့နေရာမှာလည်းဘာဖြစ်လို့လဲဆိုဈေးလည်းရောင်းလို့ရတယ်ကားလည်းထိုးလို့ရတယ်လူလည်းလမ်းလျှောက်လို့ရတယ်အဲ့ဒီနေရာမှာပဲအန်ဒီတို့ကတသက်ရလေးနဲ့ရောင်းချင်တယ်အဲ့ဒီနေရာမှာပဲအမြဲတမ်းရောင်းနေတာဆိုတော့လေဒီမှာလည်းအခုသူတို့ဒီမှာလူစီတယ်သူတို့လှုပ်ပေးတာအောင်မြင်တယ်ဘာညာသူတို့ပြောသူတို့ကဝန်ထမ်းတွေကိုလမ်းလျှောက်ခိုင်းတာလေနောက်မှကြည့်ဝန်ထမ်းတွေအခုထိမပြန်တာဖွင့်ဝဲချင်းနောက်ရကြရင်လူတော်ရှိမှာမဟုတ်ဘူးဒီလိုပစ္စည်းထားတဲ့နေရာလေးရှိတော့အဆင်ပြေတာပေါ့နော်မဟုတ်ကျွန်တော်တို့ပစ္စည်းတွေကအဝေးကြီးပဲတည်ရတာအဆင်မပြေဘူးပစ္စည်းထားဖို့နေရာလေးရှိတော့အဆင်ပြေချာစားခါတော့ဘလို့လဲကိုကအဲ့မှာဖောက်တယ်မျောလို့ဒီမှာတော့ရောင်းရမယ်မရောင်းရမယ်မသိဘူးအဲ့မျိုးပေါ့နော်အခုကျတော့ပျော်တာပေါ့ရောင်းရတာပေါ့ပိချက်ပါအပြင်နောက်ဒီနေရာရတာလေးပိချက်ပို့လို့ဝမ်းပါတယ်ဘာလဲဆိုပိချက်ဒီတော့မိုက်ကအမျိုးကြီးရှိတယ်ဘာကအမတွေကပိချက်ဖောက်တယ်အဲ့ဒါပို့လို့ဝမ်းပါတာညဈေးမှာရောင်းချခွင့်ရရှိထားတဲ့ဈေးတွေကိုညနေ3နာရီကနေည7နာရီထိရောင်းချဖို့သတ်မှတ်ထားပါတယ်။ဈေးတွေအဆင်ပြေအောင်ရေပိုက်တက်ဆင်ထားတာအိမ်သာထားရှိပေးတာတွေနဲ့ CCTV ကင်မရာတွေလည်းတက်ဆင်ထားတာတွေ့ရပါတယ်။ကြန့်ရှိတဲ့ဈေးတွေကိုလည်းအခုလိုညဈေးနေရာတွေသတ်မှတ်ပြီးနေရာချထားပေးမယ်လို့သိရပါတယ်။စီပင်နဲ့လမ်းမေးဈေးတွေရဲ့မဆုံးနိုင်တဲ့လိုက်တန်းပြေးတန်းပြဿနာကိုဒီညဈေးတန်းကဖြေရှင်းပေးနိုင်မလားဆိုတာကိုတော့စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။